ဒီနေ့ကျွန်တော်နည်းနည်းဆွေးနွေးကြည့်ခြင်းတဲ့အကြောင်းအရာကတော့တရုတ်ဆောင်ဒန်ဇယ်ဝါရှင်တန်ရဲ့ဟောပြောချက်တစ်ခုပါဒီဟောပြောချက်ကလူငယ်တွေတဲ့စိတ်ခွန်အားပြည့်စကားတဲ့အများကြီးပါဝင်ပြီးတော့လေစွန့်စားလှုပ်ဆောင်ခြင်းပြီးတော့ကြာရှုံးမှုကိုလက်ခံခြင်းအကြောင်းတွေကိုအဓိကထားတော့လာတွေ့ရတယ်ဗျာဟုတ်ကဲ့ရှင်ဒီဟောပြောချက်ဟာတာမန်အကြံပေးချက်တွေထက်ပိုတယ်လို့ပြောလို့ရပါတယ်သူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေအားကောင်းတဲ့အတွေ့အခေါ်တွေပေါ်မှာတိဆောက်ထားတာဆိုတော့လေဒါကြောင့်ဒီဟောပြောချက်ထဲကအဓိကကြတဲ့အချက်တွေကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ဖြတ်ကြည့်ကြတာပေါ့နော်ကောင်းပါပြီဒါဆိုရင်တော့ဒီဟောပြောချက်မှာလူများစုမှတ်မိဆုံးထင်မဲ့အယူဆတစ်ခုနဲ့စလိုက်ကြအောင်အဲ့ဒါကတော့ fall forward တို့မဟုတ်ရှေ့သို့လဲကျခြင်းဆိုတာပါပဲဒင်ဇယ်ကဘာကြောင့် fallback plan ဆိုတာမျိုးကိုသူသဘောမကျကြောင်းရှင်းပြထားတယ်ဗျဟုတ်ကဲ့ fallback plan ပေါ့နော်ဟုတ်တယ်များစုက plan B တော့ရှိထားရမယ်လို့ပြောကြတာလေဒီတော့အစီအစဉ်ရှိနေတာကလူတယောက်ရဲ့အလားလလာကိုဘယ်လိုများကတ်သက်ထားနိုင်လို့လဲဗျအဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ရှုထောင့်တစ်ခုပါရှင်ဆိုတော့လေ plan B ရှိနေခြင်းဟာကိုယ့်ရဲ့ plan A အပေါ်မှာအာယုံစူးစိုက်မှု100%ပြည့်အောင်မရှိတော့စီဘူးဆိုတဲ့သဘောပါပဲနောက်ဆုတ်ဆရာလမ်းတကူရှိနေတယ်ဆိုတဲ့အတွေ့ကအရှိကိုအစွမ်းကုန်တွန်းတိုက်ဖို့အာရော့စေတယ်ပေါ့ဟုတ်ပါစိတ်ပိုင်းဆိုင်ရာအဲ့လိုဖြစ်သွားတဲ့တဲ့။ तू ကနန်ဆယ်မန်ဒေလာရဲ့စကားတစ်ခုကိုလောကိုကခေသေးတယ်လीဟုတ်ကဲ့တင်းငယ်တဲ့အခန်းကဏ္ဍမှာနေထိုင်ပြီးကိုစွမ်းဆောင်နေတာထက်နဲတဲ့ဘဝနဲ့ကျင့်နှံ့နေခြင်းမှာဘာစိတ်အားထက်စမှုမှာရှာတွေ့နိုင်မှာမဟုတ်ဘူးလေဆိုလိုရင်းကတော့ကြာရှုံးမကိုကြိုတွဲပြီးဘေးဟင်းလုံးကြုံတဲ့လမ်းကိုပဲရွေးနေရင်ဟုတ်တယ်အဲ့လိုရွေးနေရင်ဘဝကိုတကယ်တမ်းပြောင်းလဲစေမယ်ကြီးမားတဲ့စွန့်စားမှုတွေလုပ်ဖို့ဝင်လေးသွားနိုင်တယ်ဆိုတာပါပဲရှင်ရှင်းပါတယ်သူပေးထားတဲ့ဥပမာတွေကလည်းတကယ်မှတ်သားစရာပဲ Thomas Edison အကြောင်းလေမိဒီကိုမတီထွင်ခင်မှာအချိန်ထောင်ကြရှုံးခဲ့တယ်ဆိုတာဟုတ်တယ်ဗျာနောက်တစ်ယောက်က baseball ကစားသမား Reggie Jackson သူ့ရဲ့ကစားသမားဘဝမှာအချိန်2600တောင်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဒါကသမိုင်းတစ်လျှောက်အများဆုံးပဲနော်ဒါပေမဲ့လူတွေကသူ့ရဲ့ home run တွေကိုပဲမှတ်မိနေကြတာအဲ့ဒါပေါ့ဗျာဒီနေရာကအဓိကမှတ်သားရမယ့်အချက်ကတော့လေကြာရှုံးလို့ဟာအောင်မြင်မှုရဲ့စန့်ကျင်ဘက်မဟုတ်ဘူးအောင်မြင်မှုစီတွားရလမ်းရဲ့အစိတ်ကိုင်းတစ်ခုဖြစ်နေတယ်ဆိုတဲ့သဘောလားအတိအကျပါပဲကြာရှုံးခဲ့တဲ့စံတတ်မှုတိုင်းဟာအောင်မြင်မှုနဲ့တလန်းပိုနိဆက်သွားစေတယ်ဆိုတာမျိုးပါရှင်ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ Denzel ရဲ့ကိုတွေ့ဇာတ်လမ်းတွေပဲဗျာသူက Broadway ပြန်ဆက်တစ်ခုမှာလူတွေ့စစ်ဆေးဖို့ကြာရှုံးထဲတဲ့အကြောင်းကိုပြောပြထားတယ်ဟုတ်ကဲ့တချီမဆိုနေလို့ဆိုတာလေဟုတ်တယ်ဒါပေမဲ့အဓိကချက်ကသူလည်းမလျှော့ခဲ့ပဲနောက်တစ်ချိန်အတွက်အဆက်ပြီးပြင်ဆင်ခဲ့တာပဲထမင်းညက်ဆိုင်နာမှာအကြာကြီးနေရင်တနည်းမဟုတ်ကနေတော့စံပြင်းညက်ခွင့်ရမှာပဲဆိုတဲ့စကားပုံလေးအတိုင်းပဲနော်အဲ့ဒီစကားပုံလေးကတကယ်ကိုအားရှိစီတာပဲဒါကိုဇွဲလုံးလာရှိချင်းဆိုတဲ့အချက်နဲ့ချိတ်ဆက်ကြည့်လို့ရတယ်ရှင်အန်ဂျလာဒေါကွက်ရဲ့ grit သဘောတရားလို့ပေါ့ဇွဲမရှိရင်ဘယ်တော့မှအဆုံးထိလုံးနိုင်မှာမဟုတ်ဘူးဆိုတာမျိုးဟုတ်ပါတယ်ဒီဇလန်ဟာကြာရှုံးမှုအကြောင်းတတ်မဟုတ်ပဲဇွဲရှိစက်ချိုးစားခြင်းရဲ့အရေးပါပုံကိုပြနေတာပါပြီးတော့အဆုံးတက်ကတကယ်ကိုအားသင့်စရာပဲအနည်း30ကြာပြီးရဲ့နာမှာလေဟုတ်ကဲ့သူဟာ fences ဆိုတဲ့ပြဿနာကိုသူပထမဆုံးအကျဉ်းကြာရှုံးခဲ့တဲ့အဲ့ဒီပြဿနာယုံမှာပဲပြန်လဲကားပြခဲ့ပြီးတော့Tony Award ဆုကိုရသွားခဲ့တယ်။အဲ့ဒီဖြစ်ကတကယ်ကိုအားကောင်းတဲ့တစ်သေးပါပဲ။ဒါဟာရှေ့တိုးလဲကြခြင်းနဲ့ဇွဲလုံးလိုက်ရဲ့အရေးပါပုံကိုတက်တည်ပြသွားတဲ့ပြည့်စုံတဲ့ဇလန်တပုတ်ပဲလေ။ဟုတ်တယ်ဗျာ။ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစေတယ်ရှင်။အောင်မြင်မှုဆိုတာဘာလဲ။ဘယ်တော့မှမကြရှုံးတာလားဒါမှမဟုတ်ကြာရှုံးမှုကိုဘယ်လိုတုံ့ပြန်လိုက်တယ်လဲဆိုတာလား။ဟုတ်ပါပဲ။အဲ့ဒါပါပဲ။ဒီတော့ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲ။ဒန်ဇယ်ကစွန့်စားလှုပ်ဆောင်မှုတွေကအလုတ်ကင်ဒါမှမဟုတ်ကိုချိုးအတွက်ပဲမဟုတ်ဘူးလို့ဆိုတယ်ဟုတ်ကဲ့အဲ့ဒီနေသူကပိုကြီးတဲ့ရည်ရွယ်ချက်အကြောင်းကိုဆက်ပြောသွားတာနော်ဟုတ်တယ်သူကကိုယ်မှရှိတာနဲ့ဘာလုပ်ပေးမလဲဆိုဒီမေးခွန်းထုတ်ထားတယ်ဥပမာအနေနဲ့အချိန်အရေးချင်းစူတောင်းမေတ္တာငွေချင်းစိတ်ရှည်ချင်းကျင်နာချင်းချစ်ချင်းမေတ္တာအများကြီးပဲသူကဖော်ပြသွားတယ်ကိုယ်မှဘလောက်များရှိတယ်လဲဆိုတာထက်ရှိတာနဲ့ဘာလို့ပေးတယ်လဲဆိုတာကပိုအရေးကြီးတယ်လို့သူကဆိုလိုတာဗျာဒါကိုပိုကျေပြတ်တဲ့အမြင်နဲ့ကြည့်အောင်လေဒီဟောပြောချက်ဟာတအုပ်ချင်းရဲ့ရီမန်းချက်ကနေလူအဖွဲ့စည်းပေါ်ထားရှိရမယ်တောင်းဝိထီရောက်သွားတာတကူကြီးအောင်မြင်မှုကိုကြော်လွန်သွားတယ်တဘောဟုတ်ကဲ့ရှင်အခုနေလိုအပ်နေတဲ့နေရာတွေအဖြစ်တောင်အာဖရိကဂျပန်နဲ့အမေရိကန်ပြည်ထောင်စုကပြည်နယ်အချို့ကိုနမူနာပေးထားတာကဒီတာဝန်ဟာကမ္ဘာလုံးဆိုင်ရာတော့
ပြည်တွင်းမှာပါရှိနေတယ်ဆိုတာကိုပြသနေရပေါ့ ဒင်းစေရဲ့ဘောမနှိမ့်ဆိုအချင်းကိုပြန်ကြည့်အောင်ဗျာသူကစေးချောင်းချိုတန်ဥပဒေချောင်းချိုတန်တွေတက်ခဲ့ပြီးမြဲ ပြောင်ပြောင်အမှတက်တက်ချစ်ပေးရခဲ့တယ်ဆိုတာနော် ဟုတ်တယ်တက်ကစောကနေခဏနာဖို့ကြံဖြူခံခဲ့ရတယ်တဲ့ဒီအဖြစ်ပြက်ကသူ့ရဲ့အကြံဉာဏ်တွေကိုလက်တွေ့ဘဝရဲ့အနှိမ့်ဆိုအချင်းနဲ့ချစ်ဆက်ပေးလိုက်တာပဲ ဟုတ်ပါအောင်မြင်နေတဲ့သူတယောက်ကပြောတာတဲ့အောက်ခြေကနေပြကြိုးစားခဲ့ရတဲ့သူတယောက်ရဲ့စကားကပိုပြီးထိရောက်တယ်လी အဲ့ဒီလိုအနှိမ့်ဆိုအချိန်မှာပဲသူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အဖြစ်ပြက်တွေကိုဖြစ်ခဲ့တယ်ဗျာ1975ခုနှစ်မတ်လ26ရက်နေ့ကသူ့အမေရဲ့အလှပြင်ဆိုင်မှာ အာဟုတ်ကဲ့အသက်ကြီးကြီးအမျိုးသမီးတယောက်က profit ဖြုခဲ့တယ်ဆိုတာ ဟုတ်တယ်မင်းဟာကဘာပတ်ကီလူတန်းပေါင်းများစွာကိုစကားပြောရလိမ့်မယ်ဆိုပြီးပြောခဲ့တာ အဲ့ဒီအချိန်မှာ तू ကဘယ်သူမှမဟုတ်သေးဘူးလीတက္ကသိုလ်ကတော့ထုတ်ခံရခါနီးဖြစ်နေတာဒါပေမဲ့အဲ့ဒီစကားကသူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အရေးကြီးတဲ့အခိုက်အတန့်တစ်ခုဖြစ်သွားခဲ့တာပေါ့ ဟုတ်တယ်ဗျ ဒီအခိုက်အတန့်ရဲ့စွမ်းအားကိုသုံးသပ်ကြည့်အောင်ရှင်ဒါလူတွေနဲ့အတွေးခေါ်တစ်တွေအပေါ်မှာစိတ်ကိုဖွင့်နာခြင်းနဲ့သက်ဆိုင်နေတယ် အထူးသဖြင့်ဘဝရဲ့အနှိမ့်ဆုံးအချိန်မှာတခြားသူတယောက်ရဲ့အားပေးစကားကလူတယောက်ရဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲပေးနိုင်တယ်ဆိုတဲ့သဘော ဟုတ်ပါတယ်အမြင်တစ်တစ်ခုပေါ့နော်အဲ့ဒီအမြင်တစ်တစ်ခုကလူတယောက်ရဲ့လမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ် နောက်ဆုံးမှာတော့အားကောင်းဆုံးဥပမာတစ်ခုကိုသူထုံးထွားတယ်တေလူဆဲဆဲအေယာဘေးမှာရက်နေတဲ့တက်စီမြအကြောင်းပါ အာအဲ့ဒါကတော့တကယ်ကိုစက်တီးထဆရာပုံဖော်မှုပါပဲရှင် ဟုတ်တယ်အဲ့ဒီတက်စီတွေဟာကိုအကောင့်အထဲမှာပေါ်ခဲ့တဲ့အလားလာတွေအတုံးမချခဲ့တဲ့အရေးချင်းတွေလက်တွေ့မလုပ်ဖြစ်ခဲ့တဲ့အတွေးခေါ်တွေဖြစ်ပြီးတော့ သူတို့အလုံး100ပေါ်ထောက်ထွက်ပြီးစိတ်ပြစ်နေကြတယ်လို့သူကဆိုပါတယ် ငါတို့ကိုမင်းစီကိုလာခဲ့တာမင်းကငါတို့ကိုအသက်သွင်းပေးနိုင်လို့ပဲအခုတော့ငါတို့အားလုံးမင်းနဲ့အတူတင်ချိုင်းထဲကိုလိုက်ခဲ့ရတော့မယ်လို့ပြောကြတယ်တဲ့ ဒီတုံးရင်ရဲ့လင်းနှံမှုကိုဆွေးနွေးကြည့်အောင်လေဒါဟာအနာဂတ်မှာနောင်တမရစေဖို့အတွက်အားကောင်းတဲ့တိုက်တွန်းချက်တစ်ခုပါပဲ ကြာရှုံးမှာကိုကြောက်တဲ့စိတ်ကိုဘာမှမစူးစမ်းလိုက်ရမှာကိုကြောက်တဲ့စိတ်အဖြစ်ပြောင်းလဲပေးလိုက်တာနော် ဟုတ်ပါရှင်တကယ်ကြောက်စရာကောင်းတာကကြာရှုံးမှာမဟုတ်ဘူးနောင်တရမှာကိုကြောက်ရမှာလို့သူကပြောလိုက်တာပဲကိုဘဝရဲ့အဆုံးသတ်မှာကိုရဲ့အလားအလာတွေအတုံးမချလိုက်ရပဲကိုနဲ့အတူတည်ဆုံးသွားမှာကိုကြောက်ရမယ်ဆိုပြီးအတိပေးလိုက်တာပါ ကောင်းပါပြီဒီဟောပြောချက်ကနေရရှိတဲ့အထူးအချက်တွေကိုအချင်းရှုံကြည့်အောင်ဗျာပထမတစ်ချက်ကတော့ကြာရှုံးမှုကိုလက်ခံပြီးရှေ့တို့လဲကြပါ ဟုတ်ကဲ့ဒုတိယအချက်ကတော့အိမ်မက်တွေတကယ်ဖြစ်လာဖို့ရီမန်းချက်နဲ့ဇွဲလုံလာလို့အပ်တယ်ဆိုတာပါပဲ တတိယအချက်ကတော့ကိုယ်မှာရှိတဲ့ဆူလပ်တွေကဘာပဲဖြစ်နေပါစေလောကကြီးအတွက်အကျိုးရှိအောင်အသုံးချဖို့ ဟုတ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကြီးကြီးမားမားကြာရှုံးရမှာကိုမကြောက်ပါနဲ့ ဘာလို့လဲဆိုတော့အဲ့ဒီလိုမှမဟုတ်ရင်ကိုယ့်ရဲ့အလားအလာတွေအကောင့်ထဲမှာပေါ်ဖြစ်တဲ့ဘဝနဲ့ပဲအဆုံးသတ်ဖွားနိုင်လို့ပါပဲ ဒီဆွေးနွေးမှုကိုအဆုံးမသတ်ခင်မှာလေနောက်ထောင်သူတွေအတွက်နောက်ဆုံးစဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ်ရှင် ဟုတ်ကဲ့ဗျ ဒီဟောပြောချက်ကလူတယောက်မလုပ်ခဲ့ရဲ့အရာတွေရဲ့တစ်စေတီအကြောင်းအဓိကထားပြောသွားတယ် ဟုတ်ပါတယ် စပ်ပြီးစဉ်းစားစရာမေးခွန်းကတော့လူတယောက်လုပ်ခဲ့ပေမဲ့စောစောစီးစီးလက်လျှို့လိုက်တဲ့အရာတွေရဲ့တစ်စေတီကဘယ်လိုလုပ်မလဲ အာဒါစိတ်ဝင်စားစရာကောင်းတယ်မင်းဝမ်းပဲ ဟုတ်ကဲ့ဆမညက်ဆိုင်နာမှာအကြာကြီးနေခြင်းဆိုတဲ့အယူဆဟာပထမဆုံးခွင့်ရရဖို့အတွက်တာမကပဲခက်ခဲတဲ့စီမံကိန်းတစ်ခုကိုအဆုံးထိပြည့်မြတ်အောင်လှုပ်ဆောင်ဖို့အတွက်ရောဘယ်လိုအသုံးချနိုင်မလဲဆိုတာပါပဲ တခါတလေကြာရှုံးတယ်ဆိုတာကြိုးစားမှုမလုံလောက်လို့မဟုတ်ပဲလုံလောက်တဲ့အချိန်ကြီးဆွဲမထားနိုင်ခဲ့လို့ထိနိုင်တယ်ဆိုတဲ့သဘောပေါ့ အဲ့ဒါပါပဲရှင်ဒါကြောင့်ကိုဘွားရဲ့အဆုံးမကိုလာတွေ့မဲ့တစ်စေတီထဲမှာမင်းကကိုနင်းနေလေးမေးစူးစမ်းပြီးဆက်လုပ်ခဲ့ရင်ငါအောင်မြင်မှာလို့ပြောမဲ့တစ်စေတီမပါဝင်လာအောင်ဘလို့နေထိုင်မလဲဆိုတာကတော့ ကျွန်တော်တို့အားလုံးအတွက်နည်းနည်းပြန်လဲစဉ်းစားဖို့တိုက်တွန်းလိုက်တာပါပဲဗျာ